ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေသူတော်စင်သူတော်ကောင်းများအားလုံးနဲ့ခုံတော်ဂါထာတော်မန္တန်တော်တွေကိုရွတ်ဖတ်တဲ့ဆက်ပူဇော်လို့တော့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့ BPL YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ဒီနေ့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေသူတော်စင်သူတော်ကောင်းများအားလုံးအတွက်ထွက်ရပေါက်တိတ်ရရှင်ဆရာတော်ကြီးတစ်ပါးဖြစ်တဲ့ရက်ကန်းစင်တော်ဆရာတော်ဘုရားကြီးရဲ့တိတ်ဒီပေါက်ကျင့်စဉ်နဲ့လက်ရွှင်ငွေဝင်စေသောပဋိစိန်ကြီးကိုဝေမျှတင်ဆက်ပေးခြင်းပါတယ်ဗျကျွန်တော်ရဲ့ဓမ္မမိတ်ဆွေသူတော်စင်သူတော်ကောင်းများအားလုံးအတွက်အကျိုးရှိစေပြီးလက်လာပါများရှင်လန်းပွင့်လန်းစေရန်လို့ငါဝေမျှတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ရဲ့ဓမ္မမိတ်ဆွေသူတော်စင်သူတော်ကောင်းများအားလုံးအနေနဲ့အခုလိုမျိုးအစွမ်းတက်လာတဲ့တိတ်ဒီပေါက်ကျင့်စဉ်ပဋိစိန်ကြီးများခုံတော်ဂါထာတော်မန္တန်တော်များတရားဓမ္မစာပေများနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုစိတ်ဝင်စားတယ်လေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်အခုဝေမျှတင်ဆက်ပေးနေတဲ့ BPL YouTube Channel ကို Subscribe လုပ်ပေးသွားပါဦးနော်ကျွန်တော်နောက်ထပ်အသစ်တင်ပေးသွားမယ့်ဗီဒီယိုတိုင်းကိုမလွတ်တမ်းကြည့်ရသိရဖို့လဲဘေးကခေါင်းလောင်းလေးကိုပါတစ်ခါတည်းနှိပ်ပေးသွားဖို့ကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေသူတော်စင်သူတော်ကောင်းများအားလုံးကိုမေတ္တာရက်ခံရင်းနဲ့တည်ကောင်းပါလိုက်ပါရစေဗျာဒါဆိုရင်တော့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေသူတော်စင်သူတော်ကောင်းများအားလုံးအတွက်ထွက်ရပေါက်တိတ်ရရှင်ဆရာတော်ကြီးတစ်ပါးဖြစ်တဲ့ရက်ကန်းစင်တော်ဆရာတော်ဘုရားကြီးရဲ့တိတ်ဒီပေါက်ကျင့်စဉ်နဲ့လက်ရွှင်ငွေဝင်စေသောပဋိစိန်ကြီးကိုဝေမျှတင်ဆက်ပေးပါမယ်ရက်ကန်းစင်တော်ဆရာတော်ဘုရားကြီးဟာဆိုရင်ထွက်ရပေါက်တိတ်ရရှင်များအနက်ထူးခြားသောဝိသေသထူးခြားသောဂုဏ်ထူးခြားသောပါရမီတို့ဖြင့်သမိုင်းဝင်တွင်ကြံရစ်ခဲ့တဲ့ထင်ရှားသောဆရာတော်ကြီးတစ်ပါးပဲဖြစ်ပါတယ်ဗျဒါကြောင့်ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေသူတော်စင်သူတော်ကောင်းများအားလုံးအတွက်ရက်ကန်းစင်တော်ဆရာတော်ဘုရားကြီးရဲ့စစ်မှန်ထိရောက်သောကျင့်စဉ်များတွေကဆရာတော်ကြီးကိုယ်တိုင်ဘုရားရှင်အားအာယုံပြု၍လှုပ်ဆောင်ခဲ့သည့်ပဋိစိန်ကြီးတစ်ခုကိုတင်ပြပေးပါမယ်ရက်ကန်းစင်တော်ဆရာတော်ဘုရားကြီး၏ပဋိစိန်ကြီးကတိတ်ဒီဘဂဝါအရဟံဗုဒ္ဓောမေတတ္တပကာရံဗုဒ္ဓံတရဏံကိစ္ဆာမိတိတ်ဒီဘဂဝါအရဟံဓမ္မောမေတတ္တပကာရံဓမ္မံတရဏံကိစ္ဆာမိတိတ်ဒီဘဂဝါအရဟံတံခောမေတတ္တပကာရံတံခံတရဏံကိစ္ဆာမိဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတံခံတရဏံကိစ္ဆာမိရက်ကန်းစင်တော်ဆရာတော်ဘုရားကြီးဥဩဘာသပဋိစိတ်ပူဇော်ခဲ့သောဂါထာတော်ကြီးကိုကျွန်တော်နောက်တစ်ခေါက်ရွတ်ဖတ်ပူဇော်ပေးပါမယ်တိတ်ဒီဘဂဝါအရဟံဗုဒ္ဓောမေတတ္တပကာရံဗုဒ္ဓံတရဏံကိစ္ဆာမိတိတ်ဒီဘဂဝါအရဟံဓမ္မောမေတတ္တပကာရံဓမ္မံတရဏံကိစ္ဆာမိတိတ်ဒီဘဂဝါအရဟံတံခောမေတတ္တပကာရံတံခံတရဏံကိစ္ဆာမိဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတံခံတရဏံကိစ္ဆာမိဒါဆိုရင်တော့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေသူတော်စင်သူတော်ကောင်းများအားလုံးပဲရက်ကန်းစင်တော်ဆရာတော်ဘုရားကြီးဥဩဘာသပဋိစိတ်ပူဇော်ခဲ့တဲ့ဂါထာတော်ကြီးကိုတော့သိရှိသွားပြီလို့ထင်ပါတယ်ဗျရွတ်ဖတ်တဲ့ဆယ်လို့တဲ့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးအနေနဲ့လည်းရွတ်ဖတ်တဲ့ဆယ်ပူဇော်တတ်ပြီလို့ထင်ပါတယ်ဗျဆက်လက်ပြီးတော့ရက်ကန်းစင်တော်ဆရာတော်ဘုရားကြီးဥဩဘာသ၏ပဋိစိတ်ပူဇော်ခဲ့သောဂါထာတော်ကြီးရဲ့အ내မြန်မာပြန်ကိုလည်းကျွန်တော်ရဲ့ဓမ္မမိတ်ဆွေတို့အတွက်ဝေမျှတင်ဆက်ပေးပါဦးမယ်ဗျဂါထာတော်ကြီးရဲ့အ내မြန်မာပြန်ကအရဟံပူဇော်အထူးကိုခံယူတော်မူထိုက်သောဘဂဝါဘုန်းတော်6ပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားရှင်သည်တိတ်ဒီ
လောကီတိတ်တိလောကုတ္တရာတိတ်တိတိတ်တိအမျိုးမျိုးနဲ့ပြည့်စုံတော်မူပါပေ၏ဘုဒ္ဓမြတ်စွာဘုရားရှင်သည်မေတပိတော်ဤတတ္တပါကာရံတတိုင်းခုနထကာယံဘိတကဲ့သို့ဘေးရန်အမျိုးမျိုးတို့ကိုကာကွယ်စောင့်ရှောက်တော်မူပါဖေဟာဗုဒ္ဓံမြတ်စွာဘုရားကိုတရဏံကိုးကွယ်ရာဟု၍ကိစ္ဆာမိစိတ်ကပ်ပါ၏ဓမ္မတရားတော်မြတ်ကိုတရဏံကိုးကွယ်ရာဟု၍ကိစ္ဆာမိစိတ်ကပ်ပါ၏တန်ခါတော်မြတ်ကိုတရဏံကိုးကွယ်ရာဟု၍ကိစ္ဆာမိစိတ်ကပ်ပါ၏ဒါကတော့ရက်ကန်းစင်တော်ဆရာတော်ဘုရားကြီးပဋိစိတ်ပူဇော်ခဲ့တဲ့ဂါထာတော်ကြီးရဲ့အ내မြန်မာပြန်ပဲဖြစ်ပါတယ်ဗျကျွန်တော်ရဲ့ဓမ္မမိတ်ဆွေသူတော်စင်သူတော်ကောင်းများအားလုံးအနေနဲ့ရက်ကန်းစင်တော်ဆရာတော်ဘုရားကြီးရဲ့ပဋိစိတ်နည်းကိုပဋိစိတ်ပူဇော်တော့မယ်ဆိုရင်ရက်ကန်းစင်တော်ဆရာတော်ဘုရားကြီးဥဩဘာသဤပုံတော်ရှိပါကပုံတော်ရှိပုံတော်မရှိပါကဆရာတော်ဘုရားကြီးအားရည်မှန်း၍ရေချမ်းကက်ကအခုလိုမျိုးခွင့်တောင်းရပါမယ်တပည့်တော်မတို့အားရက်ကန်းစင်တော်ဆရာတော်ဘုရားကြီးဤပဋိစိတ်နည်းကိုရှုဖတ်တရစေပူဇော်ရန်ချီးမြှင့်တော်မူပါဘုရားဟု၃ချိန်လျှောက်ထားပြီးတော့ပဋိစိတ်ပူဇော်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးအနေနဲ့ခွင့်မတောင်းမဲနဲ့ပဋိစိတ်ပူဇော်ပါကအကျိုးထူးများရရှိခြင်းကိုရောပါစေပါတယ်အကျိုးပေးနေစေတယ်လို့ဆိုပါတယ်ဗျမိမိတို့အနေနဲ့ကုသိုလ်စိတ်ဖြင့်သာဤပဋိစိတ်နည်းကိုရွတ်ဖတ်တဲ့ဆေပဋိစိတ်ပူဇော်ပေးရမှာပဲဖြစ်ပါတယ်ဗျရက်ကန်းစင်တော်ဆရာတော်ဘုရားကြီးရဲ့ပဋိစိတ်ပူဇော်ပုံကတော့ဂါထာတော်အားအစအဆုံးရွတ်ဖတ်တဲ့ဆေပူဇော်ပြီးပဋိတလုံးချ၍တရားရှိလုံးပဋိဖြင့်တနေ့ကိုတပတ်စိတ်ပေးရမှာဖြစ်ပါတယ်ဗျမိမိတို့အနေနဲ့ပဋိတပတ်ရအောင်မစိတ်နိုင်ပါကအနည်းဆုံး6ခေါက်တော့ရွတ်ဖတ်တဲ့ဆေပူဇော်ပေးရမှာဖြစ်ပါတယ်ဗျ6ခေါက်တဲ့မိမိတို့အနေနဲ့တတ်နိုင်သေးတယ်ဆိုရင်18ခေါက်29ခေါက်စသဖြင့်မိမိတို့တတ်နိုင်တဲ့လောက်ရွတ်ဖတ်တဲ့ဆေပူဇော်လို့ရပါတယ်ဗျအတိတ်ထံဝင်နိုင်တဲ့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးအနေနဲ့ကတော့မိမိတို့နိုင်တဲ့လောက်အတိတ်ထံဝင်ပြီးကြတော့မပြတ်မကွက်ပဋိစိတ်ပူဇော်ပေးနိုင်ပါကမိမိတို့အတွက်ကံစားတာများတိုးတက်ကောင်းမွန်စေပြီးကံတွေပွင့်ပြီးကံတွေမြင့်ကတက်ရှိချမ်းမှာစီးပွားလက်လာပါများလဲတိုးတက်ကောင်းမွန်စေပြီးငွေချင်းများလဲထိပေါက်တယ်လို့မျိုးမမျှော်လင့်မဲနဲ့ရရှိစေနိုင်တယ်လို့ဤပဋိစိတ်နည်းရဲ့အညွန့်မှာဖော်ပြထားပါသေးတယ်ဗျကျွန်တော်ရဲ့ဓမ္မမိတ်ဆွေသူတော်စင်သူတော်ကောင်းများအားလုံးပဲမိမိတို့ရဲ့ကောင်းမှုကိုအကြောင်းပြု၍တောင်းစုများလဲပြည့်ဝနိုင်ကြပါစေဗျဒါကတော့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေသူတော်စင်သူတော်ကောင်းများအားလုံးအတွက်ရက်ကန်းစင်တော်ဆရာတော်ဘုရားကြီးရဲ့လက်ရွှင်ငွေဝင်စေတဲ့ပဋိစိတ်နည်းပဲဖြစ်ပါတယ်ဗျဆက်လက်ပြီးတော့ရက်ကန်းစင်တော်ဆရာတော်ဘုရားကြီးဥဩဘာသဤတိတ်ဒီပေါကျင့်စဉ်ကိုဝိညာဉ်တင်ဆက်ပေးခြင်းပါတယ်ဗျရက်ကန်းစင်တော်ဆရာတော်ဘုရားကြီးဥဩဘာသဤတိတ်ဒီပေါကျင့်စဉ်ကတော့ဂါထာတော်ကိုအစအဆုံးရွတ်ဖတ်တဲ့ဆေပူဇော်ပြီးပဋိတလုံးချ၍တနေ့လင်တရားရှိလုံးပဋိဖြင့်45ဘတ်ကို108ရက်ရအောင်ပဋိစိတ်ပူဇော်ပေးရမှာဖြစ်ပါတယ်ဗျ108ရက်ပြည့်မှသာလေမိမိတို့အတွက်တက္ကနာရရှိစေမှာဖြစ်ပါတယ်ဗျ3ကန္တာပြည့်လျင်ပိယတိတ်တိရရှိစေပါမည်5ကန္တာပြည့်လျင်ဒနာတိတ်တိရရှိစေမည်9ကန္တာပြည့်လျင်ကာယတိတ်တိရရှိစေမည်9ကန္တာပြည့်လျင်ဝိဇ္ဇာမဟိတိအစစအောင်မြင်မည်ဟုရက်ကန်းစင်တော်ဆရာတော်ဘုရားကြီးဥဩဘာသဤတိတ်တိပေါကျင့်စဉ်မှာအခုလိုမျိုးညွှန်ပြထားပါတယ်ဗျ
ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေသူတော်ချင်းသူတော်ကောင်းများအားလုံးအနေနဲ့တိတ်ဒီပေါကျင့်စဉ်ကိုပဋိစိတ်တဲ့အခါမှာကန္တာပြည့်စိတ်မှသာလေအကျိုးတရားများကိုရရှိစေမည်ဟုတိတ်ဒီပေါကျင့်စဉ်ရဲ့အညွှန်းမှာပေါ်ပြထားပါတယ်ဗျဒါကတော့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေသူတော်ချင်းသူတော်ကောင်းများအားလုံးအတွက်ရက်ကန်းစင်တော်ဆရာတော်ဘုရားကြီးဦးဩဘာသာဤတိတ်ဒီပေါကျင့်စဉ်ကိုကျင့်ဆောင်ပဋိစိတ်ခြင်းပါကပဋိစိတ်ပူဇော်လို့ရအောင်ကျွန်တော်အနေနဲ့ဝိညာဉ်တင်ဆက်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်ဗျကျွန်တော်ရဲ့ဓမ္မမိတ်ဆွေသူတော်ချင်းသူတော်ကောင်းများအားလုံးအတွက်အခုကျွန်တော်ဝိညာဉ်တင်ဆက်ပေးလိုက်တဲ့ရက်ကန်းစင်တော်ဆရာတော်ဘုရားကြီးဦးဩဘာသာဤတိတ်ဒီပေါကျင့်စဉ်နဲ့လက်ရွှင်ငွေဝင်စေတဲ့ပဋိစိတ်ဤကအကျိုးရှိပြီးအသုံးဝင်မယ်လို့ညွှန်လင့်ပါတယ်ဗျကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲရပ်လိုက်ပါတော့မယ်ဗျကျွန်တော်ရဲ့နောက်ထပ်အသစ်တင်ပေးသွားမယ့်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်